လူတွေကိုကျမ်းမာစေတဲ့အကြောင်းအရှင်ယေရှုဟာဝတ်ပြုတဲ့နေရာကနေယာကုပ်ယောဟန်တို့နဲ့အတူရှီမုန်အန်ဒရေတို့အိမ်ကိုချက်ချင်းပဲထွက်သွားကြတယ်။သူတို့အိမ်ရောက်တော့ရှီမုန်ရဲ့ယောက်ခမဟာဖျားပြီးအိပ်ယာထဲလဲနေတဲ့အကြောင်းကိုအလော်တကြီးကိုရော့စီရှောက်တင်ကြတယ်။ကိုရော့ဟာအဲ့ဒီအမျိုးသမီးရဲ့လက်ကိုကိုင်းပြီးဆွဲထုတ်လိုက်တာနဲ့ချက်ချင်းအဖျားပြောက်သွားပြီးသူတို့ကိုဧည့်ခံနေတော့တယ်။နေဝင်ပြီးညအချိန်ရောက်တော့မကျမ်းမာတဲ့သူတွေနဲ့နတ်ဆိုးဆွဲတဲ့သူတွေကိုအရှင်ယေရှုစီခေါ်လာကြလို့တမျိုးလုံးကလူတွေဟာအိမ်တကားဝမှာစုပြုံလာကြတယ်။အရှင်ယေရှုကယောဂအမျိုးမျိုးခံစားနေရတဲ့သူတွေကိုပျောက်ကင်းကျန်းမာစေတဲ့အပြင်နတ်ဆိုးတွေကိုလည်းနှင်ထုတ်တယ်။အဲ့ဒီနတ်ဆိုးတွေကကိုရော့ကိုတိကြလို့စကားတခွန်းအောင်ပြောခွင့်မရပဲထွက်သွားကြတယ်။ဒါကတော့ရှမာကုအခန်း1အပိုက်ငယ်29မှ34ဒီဖြစ်ပါတယ်